ကာမေသူမိစ္ဆာစာရာကန်ဟာအိမ်အောင်ရှိရဲ့လူနဲ့ပြင်မာမိမှထိုက်တာမျိုးလားရှင်ဗျာယခုခေတ်လူနေထိုင်မှုပုံစံမျိုးမှာ living together နေလို့ရှင်ရောဒီကန်ထိုက်ပါသလားနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပီးတိုင်ရဟန်းဝက်ခဲ့လို့ရှင်မိန်းမဖြစ်သူကိုကွာရှင်းခွင့်ပေးခဲ့သင့်ပါသလားကွာရှင်းခွင့်မပေးဘဲရဟန်းပေါင်နဲ့နေပါကလည်းအဲ့ဒီရဟန်းနဲ့ဒီမိန်းမနဲ့ကအကျဉ်းလင်များဖြစ်မြောက်နေစေလားရှင်ဗျာဟုတ်ပြီကာမေတုမိစ္ဆာစာရကံဟာအိမ်တော်ရှိတဲ့သူနဲ့ပြမမိမှထိုက်တာမျိုးလားဆိုယောက်ျားဘက်ကကြည့်မယ်အမျိုးသားတွေမပြစ်မှားရမယ်အမျိုးသမီးက20ရှိတယ်မှန်ပါအကြမ်းမြင်ပြောမယ်ဆိုရင်အမေရဲ့အုပ်ထိပ်မှုအောက်မှာရှိတယ်အဖေရဲ့အုပ်ထိပ်မှုအောက်မှာရှိတယ်မိဘနှစ်ပါးလုံးရဲ့အုပ်ထိပ်မှုအောက်ညီကောင်မောင်နှမတွေရဲ့အုပ်ထိပ်မှုဆိုလိုတာကမိသားစုဝင်ဖြစ်လာလို့ရှိရင်တမိသားစုရဲ့ဆောရှောက်မှုလို့ခေါ်တာပဲဒါ responsible ဖြစ်သွားပြီလေမှန်ပါဆွေမျိုးတော်လာပြီဆို responsible အဲ့ဒီအပြိုပဲဖြစ်စီယောက်ျားတွေကအမေရဲ့ထိမ့်သိမ်းဆောရှောက်မှုအဖေရဲ့ထိမ့်သိမ်းဆောရှောက်မှုတွေမကင်းသေးတဲ့အမျိုးသမီးတစ်ယောက်နဲ့ပြစ်မှားလို့ရှိရင်ကာမိသမိစ္ဆာစာကထိုက်တယ်နောက်တစ်ခါကျတော့မယား10မျိုးလို့ခေါ်တယ်တဝူကအိမ်အောင်ပြုတ်ထားတဲ့မျိုးသမီးတွေတနည်းနည်းနဲ့အိမ်အောင်ပြုတ်ထားတဲ့မျိုးသမီးက10မျိုးရှိတယ်အဲ့ဒီ10မျိုးနဲ့ပြစ်မှားလို့ရှိရင်လည်းမျိုးသားတွေဟာကာမိသမိစ္ဆာစာကထိုက်တယ်အမျိုးသမီးဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်အမျိုးသမီးတွေဟာကိုယ်နဲ့အိမ်အောင်ပြုတ်ထားတဲ့ပုံကလွဲပြီးတခြားပုံကလည်းပြုတ်မှလို့ရှိရင်အမျိုးသမီးတွေကကာမိသမိစ္ဆာစာကထိုက်တယ်နော်ပုံပြောပုံရဆိုလို့ရှိရင်အမျိုးသားတွေကအိမ်အောင်မပြုတ်မချင်းအောင်ဘယ်မျိုးသမီးတွေမှဒီပြင်မာလို့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာဟုတ်တယ် unlawful sexual relation lawful ဆိုလူတိုင်းမှာနိုင်ငံထဲမှာလည်းဥပဒေတွေရှိတယ်လေမှန်ပါသူကထုံတန်းစင်လာအရာထိမြန်းထားတာမဟုတ်ဘဲနဲ့အမိရဲ့အုတ်ထိန်မှုအောက်ရှိတဲ့ဖေရဲ့အုတ်ထိန်မှုအောက်ရှိတဲ့ဟာတွေနဲ့ဆိုရင်သူကကာမေစုမိစ္ဆာစာရလို့ပဲခေါ်တယ်မျိုးသားတွေကပိုများတယ်ဒီမှာဒါဖြစ်ရင်ပြည်တန်စာတွေကိုအခါကြီးငွေပေးပြီးတော့ပျော်ပါတာမျိုးကြအဲ့ဒါတော့လွတ်တယ်သူကပြည်တဲ့စာကြတော့သူကမုဟုတ်တိခါလို့ခေါ်တယ်မုဟုတ်တိခါလည်းအဖြစ်ရှိတယ်မျိုးသားတွေကအပြစ်လွတ်တာနည်းတယ်unlawful မဖြစ်ဖို့ပဲအရေးကြီးတာပေါ့ဗုဒ္ဓဘာသာရဆိုလို့ရှိရင်အမျိုးသားနဲ့အမျိုးသမီးသဘောတူနေလို့ရှိရင်တော့မှဒီတရားဝင်လက်မထပ်ရသေးမှဖြစ်ဖြစ်မိဘတွေရဲ့အုပ်ထိန်မှုအောက်မှာရှိနေသေးမှဖြစ်ဖြစ်ဒီပြမှားမိလို့ရှိရင်ကာမေသူမိစ္ဆာစာရကန်ထိုက်တယ်လို့ရှင်ဗျာသူကတော့မိဘတွေကသဘောတူထားပြီးပြီဆိုရင်တော့သဘောတူခြင်းဒီပင်လင်ခွင့်ပြုခြင်းဖြစ်သွားပြီပေါ့မှန်ပါဗျာဘလို့ဖြစ်เสียအကြောင်းတော့မရှိတော့ဘူးလို့ထင်ပါတယ်မှန်ပါဗျာနော်တင်ပါနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပီးတိုင်ရဟန်းဝက်ခဲ့လို့ရှင်ရောမိန်းမဖြစ်သူကွာရှင်းပေးခြင်းသင်ပါသလားဗျာအကေးအဲ့ဒါတင်ပါဗျာအဲ့ဒါကတော့ရဟန်းဝတ်တယ်ဆိုတာ renounce လုပ်တာပဲ renounce ဆိုဘာတွေကိုဆုံးလို့ရတော့ဆိုရင်ဆွေမျိုးတွေကိုဆုံးလို့ရတယ်ကိုပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဆုံးလို့ရတယ်ဆွေမျိုးဆိုတဲ့အထက်မှာထားလိုက်ပါတော့ကိုအိမ်နောက်ရှင်းအိမ်နောက်ဘက်ကိုလည်းဆုံးလို့ရတယ်မှန်ပါဗျာနော်အဲ့ဒါတွေကို renounce လုပ်ပြီးတော့ရဟန်းဘွားကူကြတာမှန်ပါရှိခေထုံတန်းစင်လာအဲ့လိုမှန်ပါဗျာသို့တော့အပြည့်တိုင်ကွာရှင်းပေးခဲ့တဲ့မှာသလားဆိုတဲ့မေးခွန်းကြတာသူကကွာရှင်းပေးသည်ဖြစ်စေမကွာရှင်းပေးသည်ဖြစ်စေသူက renounce လုပ်တော့ရဟန်းဝတ်လို့ရှိရင်အဓိကမိမစီမှာဖွင့်မပန်းဘူးမိဘစီမှာပဲဖွင့်ပန်းရမှန်ပါဗျာအမျိုးသမီးကသဘောတူသည်ဖြစ်စေသဘောမတူသည်ဖြစ်စေသူကအလိုလျောက်ရဟန်းဖြစ်သွားရင်ကွာရှင်းပြီးသားဖြစ်သွားတယ်သူ့အနေနဲ့ကလည်းဗန်ဆိုင်မှုတွေအလုံးကိုဆုံးလွတ်ပြီးသားဖြစ်သွားတယ်မှန်ပါဗျာနော်မှန်ပါဗျာရှေးထုံးစံကိုပြောပြတာပေါ့နော်မှန်ပါဗျာတင်ပါဖះလက်ထက်ကထုံးစံအပြည့်တိုင်ကွာရှင်းပေးဖို့ဆိုတာတရားဝင်ကွာရှင်းခွင့်ခုခေတ်လို့စာချုပ်တွေပါတွေ divorce လုပ်တာကြောင့်မရှိဘူးသူတင်အောင်ဝတ်သွားတာနဲ့တပြိုင်နက်ကွာရှင်းပြီးသားဖြစ်သွားပြီနော်အဲ့လိုဆိုလို့တယ်ကွာရှင်းခွင့်မပေးဘဲရဟန်းပေါင်နဲ့ဝင်ကအကျဉ်းလင်မယားအဖြစ်အရာရောက်နေစေလားဆိုတာလင်မယားလို့သွားနေရင်တော့ဒီကဘုန်းကြီးဘွားဆွန့်လွှတ်ရမယ်သူကမှန်ပါမကျူးလွန်ရင်တော့သူကနေလို့ရတယ်မှန်ပါဒီလိုပဲဖះလက်ထက်ကတထေသာသူဒိဏဆိုတာသူ့အမေဖေတွေစီကိုအတင်းကျပ်ခွင့်တောင်းပြီးတော့ဝတ်တာမှန်ပါသူစနီးမယားနဲ့အိမ်မှာရှိတာပဲမှန်ပါသို့တော့သူဘာမှမပတ်သက်ဘူးဆိုလို့ရှိရင်တော့သူကရဟန်းကောင်းပဲမှန်ပါခုနလိုပတ်သက်ရင်တော့
သူကပြစ်ရှိတယ်အဲ့ဒါ မှန်ပါ မြတ်စွာဘုရားတရားထွက်အချက်တော့ရတော်ရနဲ့သူကွာရှင်းခဲ့တာမှဟုတ်ကဲ့ မှန်ပါ သို့တော်လည်းမပတ်သက်ဘူးဆိုတာသိသွားပြီလေ ခြံနာချင်းခံတဲ့အမျိုးသမီးတွေအနေနဲ့ကြတော့နောက်ထပ်အိမ်အောင်ပြုလို့ရတာဗျာ ရတယ်ဆုံးလို့တော့ရတယ်အမျိုးသမီးတွေမှာအိန္ဒိယထုံးစံအရပြောမှဆိုရင်သူတို့မှာသားယောက်ျားထွန်းကားသည်ဖြစ်စေသားယောက်ျားထွန်းကားမှယောက်ျားရဲ့အမွေကိုခံယူခွင့်ရှိတယ် မှန်ပါ သားယောက်ျားမထွန်းကားလို့ရှိရင်သူကဒီတိုင်းပဲအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲအိမ်ပေါ်ဆင်းရဘာမှပတ်ဆိုင်ဝင်ဖြစ်သားယောက်ျားထွန်းကားလို့ရှိရင်သားယောက်ျားကိုအကြောင်းပြုပြီးတော့သူတို့ကသားကအမွေခံတာ မှန်ပါဗျာ သူကတော့အမွေခံတာမဟုတ်ဒါပေမဲ့သားကိုအကြောင်းပြုပြီးသူ့ဘဝဆင်ပြေတယ်သားသမီးမရှိဘူးဆိုတော့အမျိုးသမီးကတော့ဒီတိုင်းပဲဘာမှဆက်ခံဝင်မရှိတော့ဒါအိန္ဒိယရဲ့ထုံးတမ်းစင်တာဒါကြောင့်မို့လို့သူတို့ကသားသမီးမထွန်းကားဘူးဆိုရင်သူတို့ဘဝအတွက်တအားဆိုးရိမ်တယ် မှန်ပါ ခုခေတ်ကတော့အဲ့လိုမရှိတော့ပါဘူးနော်မရှိတော့အနောက်တိုင်းဆိုတာဆိုသေးတယ် divorce လို့ရင်ယောက်ျားအများကြီးရောရတယ် မှန်ပါ လူမှုနဲ့သက်ဆိုင်တဲ့ဘာသာနဲ့မသက်ဆိုင်ဘူးဒါတွေကနော်